ဒါတော့အိမ်မှာစိုက်ထားတဲ့စုကညွန့်လေးတွေပေါ့နော်ကော်ခါညွန့်လေးတွေဖြစ်ပါတယ်ဒီမှာကျွန်တော်နောက်မှာဆက်လက်ကြည့်ဒီမှာကော်ခါညွန့်လေးဒီပင်ပေါ်မှာပေါ့နော်ဒီထောပတ်ပင်ပေါ်မှာကော်ခါညွန့်လေးအများကြီးရှိတယ်ဒီမှာကျွန်တော်စိုက်ထားတဲ့ပင်ပဲအခုဆိုရင်အရန်ရွက်တွေညွန့်နေတာအများကြီးပေါ့နော်ဒီကောင်လေးကျတော့သူအရွက်ညွန့်လေးတွေခူးပြပါမခွင်းရင်သူတညွန့်နဲ့ရှည်ထွက်သွားပါတော့တကယ်လို့ခူးပေးလိုက်မယ်ဆိုရင်တော့ညွန့်နဲ့အများကြီးပွားလာမယ်နောက်ပြီးတော့ဆင်လောက်ထားလဲဆင်လည်းမနိုင်တော့ဒီဆင်ဘက်ဒီအရန်ပြေးပါအဲ့တော့သူအညွန့်လေးခူးပေးလိုက်မယ်ဆိုရင်ညွန့်လေးလည်းအများကြီးထွက်တယ်နောက်ပြီးအတီးလည်းအရန်တင်တယ်ပေါ့နော်ကျွန်တော်လည်းဒီမှာခူးမယ်တော့ဒီမှာဆင်တင်ပေးထားတယ်ဒါပေမဲ့ဒီဆင်ပေါ်မှာမနေတော့ကော်ခါညွန့်เนี่ยဒီမှာဆိုလည်းကြည့်ကော်ခါညွန့်เนี่ยအများကြီးရှိနေဒီမှာဒီအောက်ကမကလာပင်ပေါ်ထိတက်ကုန်တယ်ပေါ့နော်ဒီမှာခုပဲထားလိုက်လို့ဒီမှာဆိုလည်းကျွန်တော်ထောပတ်ပင်ထိအရန်တက်သွားဒီညွန့်နေကျွန်တော်ခူးလိုက်မှာနော်ဒီကော်ခါညွန့်ကကျတော့သူကကျတော့မခူးဆိုရင်သူတညွန့်နဲ့ဟိုအဝေးထိတက်တာပေါ့နော်ဒါပေမဲ့သူ့ကိုခူးပေးလိုက်မယ်ဆိုရင်ညွန့်နေအများကြီးဖြာထွက်တယ်အများကြီးစားလို့ရတယ်နော်ကျွန်တော်ဒီမှာလက်ဆက်လေးဒီနေ့တော့ကော်ခါညွန့်ခုမှဖြစ်ပါတယ်ဒါလေးရတယ်ခြံတွက်ဖြစ်ပါတယ်ခင်ဗျကော်ခါညွန့်လေးကိုကျွန်တော်ခူးမယ်ခူးပြီးတော့ကြုံနဲ့ဖြစ်ကြော်စားလဲအရင်ကောင်းတယ်ပေါ့နော်ဒီမှာခုဒီအောင်မယ်ဆိုလည်းအညွန့်နေအများကြီးရှိပါတော့ဒီရောက်ကအညွန့်နေလဲခူးမယ်ဆောင်းတော့အပေါ်ကအညွန့်နေပေါ့နော်ပေါ်အညွန့်နေခူးပြီးဒီကကျတော့ဒီအောက်ကအညွန့်နေဒီမှာဆွနော်မကလာပဲဒီစင်လောက်ထားတာပေါ့နော်ဒီစင်ပေါ်မှာပဲနေမယ်လို့ထင်တာသူအညွန့်နေမခူးပြီးတော့ဒီစင်မာနေမကတော့သူကဘေးတွေအကုန်လုံးဘေးကုန်တာပေါ့နော်ဒီဘက်ဒီဆိုရင်လည်းဒီမကလာပင်အကုန်လုံးနှွေတက်သွားမကလာပင်နှွေတက်တိုင်းနောက်ပြီးတော့ဒီအုံနိုင်ရတစ်ချောက်တွေပေါ့နော်အုံနိုင်တစ်ချောက်တွေအကုန်လုံးဟိုးပဲစင်ထိပြေးသွားဒီမှာညွန့်နေကိုဒီအောက်ပိုင်းအခုခူးမယ်ပေါ့နော်ဆနာခူးကအပေါ်ပိုင်းမှာခူးကတော့အများကြီးရတယ်အောက်မှာလည်းထပ်ခူးမယ်ခုဆိုတော့စုကညွန့်နေအများကြီးခုပြီးပါတော့ဒီမှာစင်ကြည့်တပင်နဲ့ကိုအများကြီးရရနော်လက်ဆက်ပဲဒီစုကညွန့်တွေကိုဟင်းလုပ်ပြီးတောက်လဲရတယ်ကြော်စားလဲရတယ်ပေါ့နော်ဒီမှာစင်ကြည့်ဒီမှာဈေးမှာတောက်ရမယ်ဆိုရင်ဒါဆို50ဘူးလောက်ရှိတယ်ဒီမှာခုကတော့ကိုအိမ်တွေကိုပဲပေါ့နော်အကြည့်ဒီမှာအများကြီးရတယ်ဒီနေ့ကတော့အိမ်မှာစိုက်ထားတဲ့စုကညွန့်လေးခူတာဖြစ်ပါတယ်